တစ်ချိန်လုံးကဗီဒီယိုဈေးကွက်ရဲ့လူကြိုက်များဆုံးဖြစ်တဲ့မင်းသားရဲကိုကိုရဲ့အနုပညာခီးလန်းအစရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေအကြောင်းကျွန်တော်ဒီတစ်ခါဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်ရဲကိုကိုကအနုပညာခီးလန်းအစမှာရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေမှာဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ကားတွေဆိုပြီးတော့နှစ်မျိုးရှိပါတယ်ရုပ်ရှင်ကားတွေကိုအရင်ပြောရမယ်ဆိုရင်တော့ဒေါင်းနေငါလာရှူပြလာပြီးတော့နောက်တစ်ခါရွှေသမင်းဘရားထွက်ပေါ့အဲဒီဇာတ်ကားနှစ်ကားကိုရုပ်ရှင်ဇာတ်ကားအနေနဲ့ပို့ပြီးတော့ရိုက်ကူးခဲ့ပါတယ်အဲဒီဇာတ်ကားနှစ်ကားတွေကဘယ်ကအရင်ရိုက်ကူးခဲ့ရလဲဆိုတော့ကျွန်တော်လည်းသိချတော့မသိပါဘူးရှေ့စနောက်စဉ်ရိုက်ကူးခဲ့တာမျိုးလည်းဖြစ်နိုင်တယ်လို့တပြိုင်တည်းရိုက်ကူးခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်နောက်တဲ့ဗီဒီယိုဇာတ်ကားအနေနဲ့ကတော့အားလုံးလည်းသိကြတဲ့အတိုင်းပဲဝင်ရလာသူပြဖို့မကြောက်ဘူးအဲဒီဇာတ်ကားမှာတော့တင်းနေထုံးနဲ့တွဲပတ်ပြီးတော့ဘာဝင်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရွာဘက်တွေမှာတော့အကုန်းနာပြောတဲ့ရုပ်ရှင်ကနက်ကားတဆိုင်ဒီမရလာသူပြဖို့မကြောက်ဆိုတော့ဗီဒီယိုဇာတ်ကားကတော့ပို့ပြီးတော့ပေါက်ပါတယ်အဲဒီဇာတ်ကားနဲ့ပဲဗီဒီယိုဈေးကွက်မှာဒါဈေးကွက်ရဲ့မင်းသားရဲကိုကိုဆိုပြီးတော့ဖြစ်လာခဲ့တာပေါ့အခုကျွန်တော်ပြောပြပေးသွားခဲ့တာတွေကတော့ရဲကိုကိုကအနုပညာခီးလန်းစရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားနဲ့ဗီဒီယိုဇာတ်ကားတွေကိုဖော်ပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်